Hello အားလုံးပဲမင်္ဂလာပါမင်္ဂလာနဲ့ခင်းလေးပါสวัสดีค่ะทุกคนมาไปตลาดด้วยกันค่ะที่ตลาดมีอะไรบ้างไหมไปดูด้วยกันนะคะဒီဈေးထဲမှာပေါ့နော်သူတွားကြည့်မယ်တိုးဈေးလို့ခေါ်တဲ့ထားလိုက်ကတိုးဈေးပေါ့နော်ခရီးလေးရှိရနော်ခရီးစားများကြီးပဲလာရွှေပြီးတော့အဖွေးတွေဟာကျက်အိမ်ကျက်စစ်တန်းကပြင်မပေါ့နော်ဒါဖားတွေနာငမွေတို့ဟာအိမ်ကျက်ပေါ့နော်အိမ်ကျက်စစ်ပဲသူကတကယ်တိုးကျက်ပေါ့နော်ဒီကျက်မဟုတ်ဘူးဒီလိုရန်ကောင်းတဲ့ပစုံလေးချစ်စားတာလေအိမ်ကျက်အကောင်လာလာတဲ့အရှင်လာလာလို့ရှင်းလိုက်ရတယ်ပေါ့နော်အဲဒီရောကိုဒါကျင်းမှုမျိုးခေကြလို့တော့ရန်ကောင်းရပေါ့နော်ဇူးရွယ်ဒီနေရာပိန်ရိုးလည်းရှိတယ်မပြောတော့နဲ့အဲ့ဒီမူကအမျိုးအစားများပဲသူတို့နိုင်ငံပေါ့နော်မူတတိလေးကြီးကြီးကောက်ရုံမူညီမအမတို့ရွာမှာဆိုကောက်ရုံမူလို့ခေါ်တယ်ပေါ့နော်ပရေကိုဟင်းကျလို့တောက်လို့ရန်ကောက်တယ်ပေါ့နော်အရွယ်တော့များကြီးပဲအဲ့ကောငတလေးတို့အကောငတလေးတို့လို့နော်တဲ့ညာဖိုးတယ်မောငတတိလေးတွေပြီးတော့ငစင်ရိုင်းတွေပေါ့နော်ဒီစည်းထဲမှာဆိုကိုစားကြတာအကုန်ရတယ်ငနုတန်းတတိလေးအကြီးအသေးအကုန်ရတယ်ပေါ့နော်ဒါရိုက်ထားတာတော့မစုံကြွဲ့တယ်ကျွဲ့နေကျဲဖားဖဲတဲဖားအကုန်စုံရတယ်ကွာငါတတိလေးကတော့ဒီမှာရမ်းကြိုက်ဒါတော့ကောရမလဲကောင်းကြီးလေဒီဥစားလေးထောင်းလာလေငမွေတို့တွေပြီးပါလေငခုတောင်းငခုဈေးထဲမှာဟိုပဲဈေးမှာဆိုတရေ50 60ပဲဒါတကယ်တောင်းငခုစစ်စစ်မလို့100နော်အတီးရွယ်တွေတော့စုံရှိတယ်ဒါပိန်ဥဒီနေ့မုံလာရွေးအသေးစားရရတယ်ပေါ့နော်ကြည့်ရှုပေးတဲ့သူတယောက်ချေးစတဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်